ငယ်စဉ်ကနေဒီနေ့ထိရလိုက်တဲ့သင်ခန်းစာတွေထဲမှာအနာကျင်ဆုံးသင်ခန်းစာကတော့လူရင်းနေပြီးတဲ့သင်ခန်းစာတွေပါပဲဘသူကအပေါ်ရန်လဲဘသူကအစ်စ်မှန်လဲဆိုတာအားလုံးသိတယ်ကိုယ့်အပေါ်ဘသူကလိုသုံးလဲဘသူကမရှိသုံးလဲဆိုတာလည်းသိတယ်တချို့လူတွေလူအတိတရားလေးများဝင်လာမလားဆိုတဲ့စိတ်နဲ့မသိချင်ဟန်ဆောင်ပြီးကိုအချင်ရောင်ဆောင်ပေးလိုက်တာပဲရှိတယ်အပေါ်ရန်တွေနဲ့မျက်နှာချိုသွေးပြီးပေါင်းတင်ဆက်ဆံနေတာထက်စာရင်တယောက်တည်းအေးချမ်းနေရတာပိုသဘောကျတယ်ပေးမှကံမှကောင်းပေးတတ်တဲ့လူတွေကိုလည်းသိတယ်ပေးနိုင်မှမျက်နှာချိုတွေးတတ်တဲ့လူတွေရဲ့မျက်နှာတွေကိုလည်းကောင်းကောင်းဖတ်တတ်တယ်သူတို့လူမှလေချိုလာတွေးတတ်တဲ့ရှေ့တစ်မျိုး၊ကွယ်ရာတစ်မျိုးနဲ့လူတွေကိုလည်းသိတယ်ပေးကမ်းတဲ့လက်ကူမှရွေးပြီးဆွဲချင်ကြတဲ့လူတွေကိုလည်းသိတယ်ခြေတွေပဲပြောအကျော်တင်းတွေပဲပြောလောကမှာလူတွေနဲ့တန်ရာပဲဆက်ဆံတာအကောင်းဆုံးပါတုံးချင်အောင်ဆောင်အချင်အောင်ဆောင်မတိချင်အောင်လဲဆောင်ခဲ့ပါတယ်တုံးလဲတိုက်ပါများရင်လှုပ်လာသေးတာပါပဲလေလူလဲခံရပါများရင်နာတတ်တာတဘာဝကြပါတယ်မတွေးဘဲနေရင်အနာတတ်တာရယ်ဆိုပေမဲ့တွေးမိတဲ့ခါတိုင်းအစတရားမကနာကျင်ရတယ်ဆိုတာနာကျင်ဖူးတဲ့သူတိုင်းပဲသိပါတယ်လူဆိုတဲ့အမျိုးကတန်ရာပဲကောင်းပါတယ်ဘဝတွေမျိုးစုံကြုံဖူးခဲ့တယ်လို့မျက်နှာမျိုးစုံတဲ့လူတွေကိုလည်းကြုံခဲ့ဖူးပါပြီငယ်စဉ်ကနေဒီနေ့ထိရလိုက်တဲ့သင်ခန်းစာတွေထဲမှာအနာကျင်ဆုံးသင်ခန်းစာကတော့လူရင်းနေပြီးတဲ့သင်ခန်းစာတွေပါပဲစေတနာကောင်းရင်ကံကောင်းပါတယ်စေတနာတည်တာအကျိုးပေးသောအရာတစ်ခုလို့ဆိုရင်မှန်ပါတယ်အမှန်ပြောလို့လူမုန်းများမှလည်းသိတယ်ဝမ်းမနှဲပါဘူးတချို့လူတွေရဲ့နားတွေကအမှန်တရားကိုနားထောင်ဖို့အတွက်ခံနိုင်ရင်မရှိဘူးအချိန်တန်တော့လေကိုနဲ့အတူရှိနေပြီးတဲ့လူနည်းစုလေးကိုပဲပိုတန်ဖို့ထားမိတယ်လဲကြခွင့်မပေးသလိုပြိုလဲခွင့်မပေးပဲကိုနဲ့အတူရက်တည်ပေးတဲ့ကိုရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကိုဥပိ္ပခာမပြုတ်ပဲကိုနဲ့အတူမျှဝေခံစားပေးတဲ့လူတချို့သာရှိနေလုံလောက်ပါပြီလူတွေအကြောင်းကိုလူတွေပဲတင်ပေးသွားတာပါကျေးဇူးတင်ပါတယ်